ကဲဒီနေ့တော့ထမင်းမစပြရတာကြတော့ထမင်းစပြမယ်နော်ခေါင်းလေးရင်လှန်တင်လိုက်အောင်လွတ်လွတ်လပ်လပ်လေးစားလို့ရအောင်စိတ်ဆင်းရဲလိုက်ကိုရကိုချီကုတ်လေးတော့ကုတ်လိုက်ချပြီအဲ့ဒါရှင်းရှင်းလင်းလင်းနဲ့စားလို့ရစားရမလားတိခံရကြည့်တယ်ဒန်လီနာနီအားစားမလဲဆိုဒီမှာဘယ်တော့မှမတဲ့ပဲမဲ့အရန်ကြက်ရတငင်းလေးမပြီးချက်နေတာကြော်နဲ့ကမွေးကြီးကကြော်အဲ့ဒါတော့မပါမဖြစ်ပေါ့နော်ပြီးရင်ဒီမှာအကုန်စားမှာဒါအကုန်စားမှာဒီညတရတိအရန်စားကျင်နေဒီထဲမှာအရင်ကြိုက်တယ်ဆက်ပြဟုတ်ဒီကမှာတခုစင်းညစ်ကလေလုံးဝအေကွန်ဖောက်လို့မရအေကွန်တက်လို့မရအဲ့ဒါအေကွန်ကြပြီလားအဲ့ဒါအေကွန်ကြပြီလားသမီးစားပါအောင်သူကဝါတာပြောမစားပြရင်မအားဘူးလောက်ဆိုင်ရှိသေးတယ်။အားလုံးကကြည့်။ကောင်းလိုက်ရသူ။မတည့်ရမှာမင်းအရင်ကောင်းဒီနေ့ငါပြီးကြ။ဒီကျန်စမဲရတယ်မှာဆိုလို့ရှိရင်အတီးလေးစားသမင်းစားအရင်ရတာရှိ။အဲ့ဒါမျိုးစား။အဲ့မျိုးစား။တို့ကချက်မနေတော့အဲ့တော့အင်းရက်တိုင်းနေဆိုပါတပင်းကြတယ်လည်းပြူပြတောက်ချက်ခဏဝရကြီးနားလေခေါင်းလေးသေးအဲ့လိုပြပြကြလို့ရှိရင်အစီစုပ်ငယ်တော့ဆိုလို့ရှိရင်လေအတရတိအစီကိုစုပ်ချင်လို့အမေတို့တရတိခွဲနားမှာသွားနေတယ်မိဘတွေလေမေတ္တာတရားကြီးမှာအပြောင်တီးပြစ်တယ်တော့အစီလေးစုပ်ချင်လို့သွားကပ်ပါလိမ့်မယ်အသားလေးကတ်နေရလေစုပ်ချင်ပါအကုန်လုတ်ပြစ်တယ်အမေတို့